စပယ်ပန်းတွေဘာလို့မပွင့်တာလဲမင်္ဂလာပါရှင်စပယ်ပန်းတွေဒီနှစ်ပတ်လုံးဝေးဆာဆာနဲ့အမွေးပြုတ်နေစေဖို့တန်တိထားနဲ့လှုပ်ဝက်ချက်လေးကိုဒီနေ့ပြပြပေးသွားမှာပါပထမဆုံးချက်ကတော့စပယ်ပင်ကိုကိုင်းဖြတ်ပေးဖို့မနှမျောပါနဲ့ကိုင်းဖြတ်ပြီးမှသာအညောင်တစ်တွေထွက်လာပြီးအပွင့်တွေပိုစိတ်လာမှာပါစပယ်ပင်ကရေကိုအရင်ကြိုက်ပါရင်ရေလောင်းရင်ဝါလင်လောင်းပေးပါနောက်ပြီးနေအောင်ကြည့်အပြေးဝရတဲ့နေရာမှာထားဖို့လည်းမမေ့ပါနဲ့နော်ရေးကြီးဆုံးအချက်ကတော့စပယ်ပင်က acid တက်ရှိတဲ့မြေကြီးလာကိုကျန်းနဲ့တက်တာပါပဲ။ဒါကြောင့်နှစ်ပတ်တစ်ခါအိမ်သုံးတမယာရီလက်ဖက်ရည်စွန်းတစ်ဝက်နဲ့အိမ်သုံးစားရည်လက်ဖက်ရည်စွန်းတစ်စွန်းစာကိုရေးမှဖြုတ်ပြီးလောင်းပြီးဒီနည်းလမ်းအတိုင်းပြည့်စုံပေးမယ်ဆိုရင်တင့်အိမ်မှာစပယ်ပင်လေးတွေကိုအမြဲတမ်းပန်းတွေဝေးစားနေမှာပါ။အခုလိုဆက်ပြူရေးဘူးတန်လေးကကျွန်တော်ရဲ့ channel ကို follow လုပ်ထားအောင်မမေ့ပါနဲ့